ဒီဗီဒီယိုမှာတော့ကျွန်တော် Gemini နဲ့အလွယ်ဆုံးအလုံးဝအလွယ်ဆုံးတခြင်းထုတ်ပြမယ် Google Play Store ပြီးရင် Chrome နဲ့လုံးဝဝင်စရာမလိုဘူးကျွန်တော်တို့ဒီတိုင်း download ထားတဲ့ Gemini နဲ့ပဲတခြင်းထုတ်ပြပါမယ်ဆိုတော့ Gemini နဲ့တွားမယ်ခဏလေးပါတွားထွက်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာဘာတွေ့ရမလဲဆိုတော့အရင်တော့ email တွေတခြားတွေပဲရှိတယ်ပြီးတော့ဒီရဲ့ Gemini ကကျတော့ဗီဒီယိုတွေလည်းထုတ်ပေးမယ်လို့ပြောတယ်ဒါပေမဲ့အခုတော့မဟုတ်သေးဘူးပေါ့နော်အခုတော့တခြင်းလေးရပါပြီတခြင်းလေးထုတ်ပေးနေပါပြီနောက်ထပ်လည်းဗီဒီယိုတွေထုတ်ပေးဖို့ရှိပါတယ်ဆိုတော့ Gemini ကိုစောင့်ကြည့်ပေးကြပါဆိုတော့ဒီနေ့မှာတော့ကျွန်တော်တခြင်းထုတ်ပြမယ်ဆိုတော့ဒီရဲ့ create music ကိုကျွန်တော်နှိပ်ရမယ်ဗျာနှိပ်ပြီးကျွန်တော်ဒီထဲမှာကြိုက်တဲ့ music sound တစ်ခုပေါ့ကြိုက်တာရွေးလိုက်မယ်ကျွန်တော်ကတော့ဘယ်အောင်ရွေးမလဲဆိုတော့ဒီအတင်းလုံးပုံလေးကိုရွေးလိုက်မယ်လူချင်းမင်းတို့ကြိုက်တာရွေးလို့ရပါတယ်မြန်မာနဲ့ထုတ်မှာပါဆိုတော့ဒီထဲမှာကျွန်တော်ကအလွမ်းတချင်းမြန်မာလိုထုတ်ပါလို့ရေးပေးလိုက်ဗျာအလွမ်းတချင်းမြန်မာလိုထုတ်ပါရှေ့ဗီဒီယိုနဲ့တော့အတူတူပဲเนาะဒါပေမဲ့ကျွန်တော်ကပို့ပြီးတော့တီးကြခြင်းလို့ဗျာအဲ့ဗီဒီယိုကကျတော့လုံးဝလောက်အင်ဝင်ရတာဖြစ်တဲ့အတွက် Chrome နဲ့တော့တွားပြီးတော့တွားလို့ရတာဆိုတော့ဒါလုံးဝအလွယ်ဆုံးဖြစ်တဲ့အတွက်ပြန်ပြီးလုပ်ပြရဖြစ်ပါတယ်ဆိုတော့ဒီမှာကျွန်တော်ထုတ်ခိုင်းမယ်ဗီဒီယိုတွေကစက္ကန့်30တော့ထုတ်ပေးပါတယ်30စက္ကန့်စာထုတ်ပေးပါတယ်လုံးဝမြန်မာတန်ဖြစ်ပါတယ်တချို့ထွက်တဲ့နေရာတွေကမြန်မာတန်မဟုတ်ဘဲနဲ့တခြားအိန္ဒိယတို့ဘာညာတို့ထွက်တာလေးတွေရှိပါတယ်အဲ့လိုထွက်လာတဲ့အခါကျမှမြန်မာလိုပြန်ပြီးတော့ပြောင်းပေးပါလို့ခိုင်းလိုက်ပါအဲ့ဆိုရင်သူပြန်ပြောင်းပေးပါတယ်ပြီးပြန်တော့ချိန်ချမလို့ပါဘူးကျွန်တော်ကတော့ဒီတိုင်းချိန်ပြရမလို့ကျွန်တော်မပြုတ်ဖ ೇನೆ ဒီတိုင်းထားလိုက်တာပါဆိုတော့ဒီမှာထွက်လာပြီနေကြည့်လိုက်မယ် baby အချစ်ရဲ့ဖုန်းလေးကိုင်ပါတော့ကွယ်စီးပြနေအောင်လိုက်မလားကိုရင်တွေ Okay အဲ့ဆိုရင်ကျွန်တော်ဒီမှာများလေးကြည့်ရတာလေးကိုနှိပ်မယ်ပြီးရင်ဒီမှာကျွန်တော် MP3 လားဗီဒီယိုလားတိုက်တာရွေးလိုက်ပါကျွန်တော်တို့ဗီဒီယိုပဲရွေးလိုက်မယ်download ဗီဒီယိုပြဒါ download ပြီးရင်ဂလာရီရောက်သွားမှာဖြစ်ပါတယ်ဆိုတော့ဒါနောက်ထပ် teacher လေးနားလည်အောင်အလွယ်ဆုံးနဲ့ပြန်ရှင်းပြပေးရဖြစ်ပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ် like subscribe လေးလုပ်ပေးပါအောင်ခင်ဗျာ